OBD family เนาะအရင်ဆုံး down ကျွန်တော်ပေးထားတဲ့ file နဲ့ down ရတယ် down ရဆိုအဲ့ file နဲ့ကိုတက်လာပြလိုက်เนาะ down ရဆိုလို့တော့ပါထည့်မှာလည်းဒီနှစ်ခုတည်းဒီကောင်လေးနဲ့လည်းဒါဆိုဒါလေးနဲ့လည်းထည့်လို့ရတယ်ဒါနဲ့လည်းထည့်လို့ရတယ်ကျွန်တော်ကဒီကောင်လေးနဲ့ထည့်ပြလိုက်မယ်เนาะဒီပါတဲ့ဝင်မယ်ပြီးရင်အဲ့ဒါကိုထပ်ဝင်လိုက်ပြီးရင်ဒီမှာเนาะ global ဆို global ကြာဆိုကြာတက်တက်ရှိနေတယ်အဲ့ဒါလေးကိုတစ်ချက်လောက်ဖိထားလိုက်เนาะဖိထားပြီးတော့ copy လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ဒီနားလေးရောက်လာတယ်ဒီနားရောက်သွားတယ် Android ပြီးရင် OBD ပြီးရင်တို့ကကျွန်တော်တင်လာတာ global ဆို global တွေကိုသွားမယ် Kia ကို Kia သွားမယ် Kia ကိုဒီတွေကိုသွားမယ် global ဆိုဒီကောင်လေးတွေသွားမယ်เนาะ global ထဲမှာပြီးဒီအဲ့ဆိုရင်ဒီကောင်လေးเนาะအဲ့ကောင်လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဆိုရင်ဒါလေးကိုအမှန်ဖြစ်တယ်ဖြစ်ကြတော့အပေါ်ဆုံးဟာလေးနှိပ်လိုက်မယ်เนาะနောက်တင်တော့ရပြီဒါတော့တစ်ခါသုံးတစ်ခါထည့်အောင်လည်းတစ်စီစဉ်လုံးဆော့လို့ရတဲ့ OBD ထဲမှာပြီเนาะဒီလောက်စီပဲကျွန်တော်ပြရမယ်เนาะဒီဥစ္စာကိုနှိပ်ရမှာကျွန်တော်တော့နှိပ်ပြမလို့ထည့်ပြီးတော့မို့လို့ပြ